တတိထားပါတန်ရောစဉ်ဆိုတာသိကြောက်စရာကောင်းတယ်အငွေ့လည်းမရှိသလိုအတွေ့နဲ့လည်းထီလို့မရဘူးဒါပေမဲ့သူကအငွေ့လိုလည်းအသက်ဆူကျက်စေတယ်အတွေ့နဲ့လည်းထိခိုက်စေတတ်တယ်မတည်မြဲခြင်းမှာရဲခဲ့ခြင်းရှိသလိုငိုရခြင်းတွေလည်းရှိလာလိမ့်မယ်ဒါဟာတဘာဝကပေးတဲ့အမှန်တရားတစ်ခုပဲလွန်မြောက်ဖို့ကြိုးစားလဲမလွန်ဆန်နိုင်တဲ့အရာတွေကြောင့်ဒုက္ခရောက်သူတွေမှာအများကြီးပါအတွေးမှားရင်အရွေးမှားမယ်အရွေးမှန်နေဖို့ထက်အတွေးမှန်နေဖို့ကအရေးကြီးတယ်ဆိုတာသိထားပါရိုးရိုးရွေးမရတဲ့အခါအမျိုးမျိုးတွေးပါလောကမှာလူအများကြီးပါတစ်ပတ်ကိုခြေစုံရက်ပြီးပုံတွေမတွက်လိုက်ပါနဲ့ခံစားရမည့်ကောင်းခြင်းဆိုခြင်းကမိမိအပေါ်မှာပဲမူတည်နေတယ်ဘဝဆိုတာတူတူလေးပါဒါကချစ်တဲ့သူတွေအတွက်မုန်းသူတွေရှိလာတဲ့အခါဘဝကကြာနေလိမ့်မယ်ဒါကြောင့်လဲဝိတ်ကိုအဖန်905ကဘာနဲ့စိတ်လူကြီးတွေခြောက်ခဲ့တာမဟုတ်လားတတိထားပါတတိထားပါ